ဒီမိန်းကလေးကအရန်ထူးဆန်းတဲ့သူပါသူ့ကိုယ်သူမျက်ရည်ကျအောင်မျက်နှာကိုထိုးတယ်မလုံလောက်သေးတော့စက်သွန်နီနဲ့ငရုတ်စီဘူးကိုတုံးပြီးငိုအောင်ထက်လုပ်ခဲ့တယ်ဒါပေမဲ့အကျိုးသက်ရောက်တာကသူမတယောက်တည်းမဟုတ်ပဲကုမ္ပဏီ CEO တော်မျက်ရည်ကျလာခဲ့တယ်အမှန်တော့ဒီမိန်းကလေးကပင်လယ်ရဲ့မင်းသမီးပါမတော်တဆ CEO ရဲ့အသက်ကိုကယ်လိုက်တဲ့အခါပင်လယ်ရဲ့အဖိုးတန်ပစ္စည်းဖြစ်တဲ့နတ်သမီးအမျိုးတွေက CEO ရဲ့ခန္ဓာကိုယ်ထဲကိုမှားယွင်းဝင်သွားခဲ့တယ်အဲ့ဒါကြောင့်သူမကိုပင်လယ်ကနေနှင်ထုတ်ပြီးလူလောကကိုလွတ်ကာနတ်သမီးအမျိုးတွေကိုပြန်ရှာခိုင်းလိုက်တယ်နတ်သမီးအမျိုးတွေမရှိတော့တဲ့အတွက်သူမရဲ့မော်ဆာတွေလည်းအတုံးမပြုနိုင်တော့ပါဘူးပစ္စည်းကိုရှာရင်း CEO ရဲ့ကုမ္ပဏီအဆောက်အဦကိုရောက်သွားပေမဲ့လုံခြုံရေးတွေကသူမကိုတခိုးထင်ပြီးလိုက်ဖမ်းကြတယ်ကြောက်လန့်သွားတဲ့မိန်းကလေးကကယ်ကြပါလို့អော်လိုက်တဲ့ခဏမှာပဲအံ့ဩစရာကောင်းအောင်ပဲ CEO ကသူ့မရှိမှပေါ်လာခဲ့တယ်အဲ့နောက်တော့သူမကအမှန်တရားအလုံးကိုပြောပြလိုက်တယ် CEO ကသူ့ခန္ဓာကိုယ်ထဲမှာအမြုတွေကတောက်ပနေတာကိုမြင်သွားတဲ့အခါအယမ်းအံ့ဩသွားခဲ့တယ်မိန်းကလေးရှင်းပြနေတော့မှပဲလုံခြုံရေးတွေကသူမကိုအပြင်ကိုဆွဲထုတ်လိုက်ကြတယ်နတ်သမီးအမြုတွေကိုပြန်ယူခြင်းတဲ့မိန်းကလေးကအရင်တုန်းကကိုငိုနေချိန် CEO ပါမျက်ရည်ကျလာခဲ့တာကိုမှတ်မိသွားပြီးဒီတစ်ခါလဲကိုယ်တိုင်ငိုအောင်စူးစမ်းလုပ်ခဲ့တာပါ